Hello ဒီရီပါမိဘတွေအနေနဲ့ကလေးကိုကိုယ့်တသားမိမိလေးတွေကိုပေါ့နော်မြန်မာကျောင်းပဲထားရမှာလား International School ထားရမှာလားဝေခွဲမြလေးဖြစ်တတ်ပါတယ်အဲ့တော့teacher တယောက်အနေနဲ့ပေါ့နော်ဒါရှေ့မှာလည်းလောက်သက်လေးတွေရှိတယ်ပေါ့နော်အနေငယ်ရှိတဲ့အခါကျတော့အမြင်ပေါ့teacher ရဲ့အမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့ budget ပေါ့နော်ကိုယ့်ရဲ့ budget ကိုယ့်ရဲ့သားသမီးပေါ်မှာထားရဲကိုယ့်ရဲ့ budget ကဘယ်လောက်ရှိလဲကိုယ့်ဘာသာကိုတွက်ချက်ပါတွက်ချက်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့တက်နိုင်တဲ့အတိုင်းတာပေါ့နော်ကိုဒီဒါဆွေးရအကြောင်းကိုပဲထားပြီးတော့စနေတနင်္ဂနွေမှာအင်္ဂလိပ်စာလေးတွေဖြစ်နေတယ်ဆိုလို့ရှိရင်လည်းနီးစပ်ရအင်္ဂလိပ်သင်တန်းကျောင်းလေးရှိရဆိုတော့ထားပါတော့နီးစပ်ရထားဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီခေတ်မှာတွားလာလည်းခက်ခဲတယ်နိနော်တိုက်စီကရလည်းများတယ်ဆိုတော့နီးစပ်ရလေးမှာထားရင်အဆင်ပြေပါတယ်နောက်ကိုကငယ်တုန်းတော့ဒီမြန်မာကျောင်းလေးပဲထားအောင်မယ်ကိုပိုင်ကျောင်းထားမယ်ဆိုလည်းကိုပိုင်ကျောင်းလေးရမှာဒါနာမည်ရှိတဲ့ကျောင်းလေးလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဈေးလေးတွေစုံစမ်းပြီးတော့ကိုတက်နိုင်တဲ့ပမာဏကိုထားရင်လည်းဒါအင်္ဂလိပ်စာကိုထားမယ်ဆိုလည်းရတာပဲအင်္ဂလိပ်စာအပြင်သင်ချာထပ်ထားမယ်ဆိုလည်းမမအောင်ကလေးကအင်္ဂလိပ်စာရမှာဒီ Cambridge Maths ကိုလည်းသူလုံနိုင်မှာပေါ့နော် Single Maths ပဲဖြစ်ဖြစ် Cambridge Maths ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါတွေကိုလည်းသူကလုံနိုင်မှာဆိုတော့အဲ့တော့အင်္ဂလိပ်စာရမှာဒီဘာဖြစ်လို့လဲဆိုတော့ဒီမှာ instruction တွေကသင်ချာမှာအင်္ဂလိပ်လိုဖတ်ရမှာလीเนาะအင်္ဂလိပ်စာမတက်ထားပဲနဲ့မတက်တာတော့မဟုတ်ပေါ့တက်တော့တက်တယ်ဒါပေမဲ့အနေထားတစ်ခုပေါ့ instruction ဖတ်နိုင်တော့တဲ့အနေထားဖတ်ပြီးတော့နားလည်တော့မယ့်အနေထားရအောင်လို့အင်္ဂလိပ်စာကိုရမှာသူကသင်ချာကိုတွားပြီးတော့ဖတ်လို့ရမှာလीအဲ့တော့အင်္ဂလိပ်စာအရင်ထားရမှာအင်္ဂလိပ်စာထားပြီးအင်္ဂလိပ်စာရပြီဆိုမှသင်ချာလေးကိုထားဒါမှမဟုတ်လည်း parallel ထားခြင်းလည်းရတယ်ပေါ့နော်အဲ့လိုထားရမယ်ဆိုလို့ရှိရင်တော့ကြီးလာရင်တက်ကိုအကြောင်းလေးပါရှောက်လို့ရှိရင် English နဲ့ Maths နဲ့ကတော့အဓိကကြာတာဆိုတော့လေinternational school တွေထားမယ်ဆိုတော့ဒါကိုတက်နိုင်တဲ့ budget ကိုplan ပေါ့နော်ကိုကဒီကျောင်းသားတယောက်ကိုထားရမယ်ဆိုလို့ရှိရင်ဟိုမူဂျိုတွေကနေစပြီးတော့တက်ကိုရောက်တဲ့ဒီထားပြရမှာအောင်နော်အဲ့တော့ကိုဒီတက်ကိုရောက်တဲ့ဒီထားနိုင်တဲ့ပမာဏရှိရင်အဲ့တော့ကိုထားနိုင်တဲ့ပမာဏပေါ်မှာမူတည်ပြီးတော့ target လေးထားပြီးတော့ထားကြပါတော့ပြီးတော့ backup plan လေးလည်းရှိရမယ်လေနော်ကိုကျောင်းသားကိုကိုရဲ့သားမိမိလေးတွေကိုထားတဲ့အခါမှာ backup plan ရှိရမယ် A plan အနေနဲ့ဒါတွေထားမယ်ကဲ A plan မဖြစ်ဘူးဆိုလို့ရှိရင် B plan အနေနဲ့ဒါတွေထားမယ်ဒါတွေကို sorry က backup လေးလုပ်ပြီးတော့စဉ်းစားပြီးတော့မှရေရှည် plan လေးဆွဲရမှာပေါ့နော်ကလေးတယောက်ရဲ့ရေရှည် plan ဆိုတာအကြာကြီးပဲလीနော်အဲ့ဒီခါကျတော့ရေရှည် plan လေးဆွဲပြီးတော့တေချာလေးစဉ်းစားပြီးမှအကြောင်းရွေးချယ်ပြီးတော့ထားဖို့လေးစားစွာနဲ့ information လေးရှင်းပါတယ်ရှင် bye bye